တွေကိုတက်တက်လုံးမရှုပ်တော့ဘလို့စိတ်ထားနဲ့ရှင်းသွားမလဲဆိုတာကိုကျမကဗီဒီယိုလေးတစ်ပုဒ်ပြုလုပ်ထားပြီးတော့ရှင်းပြသွားပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဒါကြည့်မယ်ဆိုလို့ရှိရင်မိတ်ဆွေကအခန်းတစ်ခါရှင်းတာနဲ့တက်တက်လုံးပြန်မရှုပ်တော့တဲ့စနစ်တစ်ခုကိုကျမကပြုလုပ်ထားပါတယ်ကျေးဇူးပြုရေဗီဒီယိုလေးကိုကြည့်ပေးပါကိုပါကူနော်ငါရှင်းဖို့စူးစမ်းနေတယ်လို့မပြောပါနဲ့ငါအခန်းရှင်းဖို့စူးစမ်းနေတယ်လို့မပြောပါနဲ့ငါကကလင်နာပါစင်လို့သတ်မှတ်လိုက်ပါငါတနက်ရှင်းရှင်းနေတတ်တဲ့လူငါက system စနစ်အရင်ရှိတဲ့လူလို့ကိုယ့်အကိုပြောင်းခေါ်လိုက်ပါတဲ့နော်ဒီ concept ကJames Clear ကဘာပြောလဲဆို identify based habit လို့ခေါ်တယ်ဒါလဲဆိုလို့ရှိရင် identify ဆိုတာသတ်မှတ်လိုက်တာဒီအကျင့်ရဲ့အခြေခံပဲဖြစ်ပါတယ်တဲ့နော်မိတ်ဆွေရဲ့အခန်းကိုကြည့်လိုက်အဝတ်တွေကဒီမှာစာရွက်တွေကဟိုမှာဖုန်းတွေကဒီမှာဟလာချာဂျာတွေကဒီဟိုနေရာဒီနေရောက်နေတယ်ပေါ့နော်မျက်မှန်ကဘယ်ရောက်နေလဲမသိဘူးစသဖြင့်ကြုံမှုပါလိမ့်မယ်ဒါဆိုရင်မိတ်ဆွေရဲ့စိတ်ထဲမှာဒီလိုပဲလားမိတ်ဆွေကအကြိမ်ကြိမ်အခန်းကိုရှင်းတယ်အများနဲ့ရှင်းတယ်ဒါပေမဲ့တရက်နှစ်ရက်ပဲခံပြီးတော့အခန်းကရှုပ်ပွက်သွားမယ်ဒါပေမဲ့အဲ့ဒါမိတ်ဆွေကပေါ့နော်မိတ်ဆွေကိုဟာကိုပြောတတ်တယ်နော်တခါတလေကြက်ငါမပြင်းပါဘူးဟုတ်ငါစိတ်ကမရှိတဲ့လူလည်းမဟုတ်ပါဘူးဘာလို့အခန်းကတခါတည်းပွားသွားလဲနော်အဲ့ဒါမိတ်ဆွေကပေါ့နော်ပြင်းတာလည်းမဟုတ်ဘူးပြဿနာကပြင်းတာမဟုတ်ဘူးငါပြဿနာကဒီအားနေနေတာလည်းမဟုတ်ဘူးကိုယ့်ရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်စနစ်မရှိတာ system မရှိတာဖြစ်ပါတယ်နော်ဒါဆိုရင်စောက်တော့ရေးဖို့တယ် James Clear ကပြောတယ်အဲ့ဒီမှာပေါ့နော် people don't fail because of lack of a goal လူတွေကသူတို့မှာပေါ့နော်ရွယ်ချက်ပန်းနိုင်တွေအားနေနေလို့မကြဆုံးပါဘူးတဲ့They fail because of a lack of system သူတို့ကြသွားတာကဘာကြောင့်လဲလူတွေကြဆုံးတာကတော့ system မရှိတာဖြစ်ပါတယ်တဲ့နော်။ကြောင့်မလို့မိတ်ဆွေရဲ့ပေါ့နော်ပန်းတိုင်ကအခန်းကိုတန့်အောင်ထားမယ်ဆိုတဲ့ပန်းတိုင်ဆိုပါတော့ဒါပေမဲ့စနစ်မရှိရင်အမြဲတမ်းပြန်ကျသွားမှာပဲလေ။အားကြောင့်ပြောချင်တာကဒီမှာပေါ့နော်ကိုကရှုပ်နေတာကိုမြင်တယ်ဟုတ်လားပြီးတော့ရှင်းတယ်စိတ်တော့ချမ်းသာသွားတယ်ဒါပေမဲ့ system မရှိဘူးဆိုရင်တော့အသစ်တွေထပ်ပြန်ပေါ်လာပြီးတော့ပေါ့နော်အဝေးအစားအသစ်တွေစာရွက်အသစ်တွေဟလားဖုန်းအသစ်တွေအဲ့ဒါတွေက loop ပေါ့နော်ပြန်ပြီးတော့အလုံးလုံးနေမှာပဲနော်ပြန်စနေမှာဖြစ်တယ်လူမှာတော်တော်များများမသိတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အပြုအမူပေါ့နော်ကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့ဒီပတ်ဝန်းကျင်ကပေါ့နော်ပိုးပြီးတော့ control လုပ်တတ်ပါတယ်ဒါကိုပေါ့နော် Jordan Peterson ကဗာပြောထားလဲဆိုလို့ရှိရင်တော့ clean your room နဲ့အဲ့လိုမျိုးပြောလိုက်တာရိုးရိုးလေးပဲလို့ထင်လိုက်ပေမဲ့ဒါပေမဲ့အဲ့ဒါအရန်လေးနဲ့တဲ့အရန်ကို date ဖြစ်ပါတယ်ဆိုလိုချင်တာကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့နေရာကကိုယ့်ရဲ့စိတ်ရဲ့ reflection ပြန်လဲသုံးသပ်ကြည့်တဲ့နေရာဖြစ်ပါတယ်တဲ့နော်ဒါကြောင့်မလို့အခုမိတ်ဆွေလိုချင်တာကဘလို့ပြင်မလဲပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ကစနစ်ကိုတိဆောက်ဖို့၅ခုကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်တခါတည်းနဲ့ပေါ့နော်အားလုံးရှင်းပလိုက်မလိုတာတွေအားလုံးဖယ်ထုတ်ပလိုက်ပြီးတော့ကိုယ့်ရဲ့အောက်နောက်အတွက်ပေါ့နော်ဒါကျမတို့က new beginning စတင်လိုက်တာပဲဖြစ်တယ်ကျမတို့လုတ်ခဲ့ရှုပ်ခဲ့ထားတဲ့အားလုံးအခန်းကိုရှင်းလိုက်တန်လိုက်ပတ်ဝန်းကျင်ကတန့်ပြန့်သွားပြီကိုယ့်ရဲ့အခန်းကလုံးဝတန့်ရှင်းသွားပြီဖြစ်ပါတယ်အဲဆိုတော့ James Clear ရဲ့ rule အတိုင်းကျမတို့ပြန်လုပ်မယ်ဆိုလို့ရှိရင်2မိနစ်နဲ့ပြီးနိုင်တာကိုချက်ချင်းလုပ်ပါတဲ့ဥပမာပေါ့နော်2မိနစ်တောင်မဟုတ်ပါဘူးတခါလေကြာရင်1မိနစ်အတွင်းပြီးနိုင်တယ်ဆိုစာအုပ်ကကြာနေတယ်ဆိုရင်ကိုကစာအုပ်ကိုဒီနေရာမှာပဲထားမယ်ဆိုတဲ့စနစ်ကိုပြုလုပ်ထားတာအဲဆိုစာအုပ်ကြာနေတယ်ဆိုရင်စာအုပ်ကတနေရာမှာပဲရောက်နေတယ်အဲ့ဒီစာအုပ်နေရာမှာအဲ့ဒါကိုသွားထားတယ်မှာဘောပင်ကဒီမှာထားမယ်လို့သတ်မှတ်ထားတယ်ဆိုရင်ဘောပင်ကတနေရာရောက်နေတယ်ဆိုလို့ရှိရင်ကျမတို့ကအဲ့ဒါ1မိနစ်2မိနစ်အတွင်းပြီးအောင်လုပ်လို့ရတယ်ဘောပင်ကိုချက်ချင်းကျမတို့ကသွားထားလိုက်2မိနစ်နဲ့ပြီးနိုင်တဲ့အလုပ်ကိုချက်ချင်းလုပ်ပါတဲ့ဥပမာကျမတို့ကအဝတ်တွေရှုပ်နေတယ်
အင်ဂျီကိုဒီမှာခဏထားတယ်ပြီးမှဟိုမှာသွားရှိတ်မယ်လို့ကျမတို့ထင်လိုက်ပြီမယ်ကျမတို့ကဒါတနေကုန်လည်းဖြစ်တာဒါကြောင့်မလို့အဲ့ဒီဥစ္စာလေးက10မိနစ်တောင်မကြာပါဘူးသွားပြီးတော့ထားလိုက်တယ်ဆိုအဲကြောင့်အင်ဂျီကိုကျမတို့ချိတ်တဲ့နေရာမှာပဲအင်ဂျီကိုသွားထားလိုက်မယ်ဆိုလို့ရှိရင်ဒါကျမတို့ကစနစ်ကိုလိုက်လာပြီးတော့စနစ်အတိုင်းလုပ်နေတာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးအဝတ်ကိုချက်ချင်းတင်တာမျိုးတို့ခွက်တွေကိုချက်ချင်းပေါ့နော်ဆေးလိုက်တာမျိုးတို့အများကြီးလုပ်ပေးပါတဲ့ no delay ပေါ့နော်နောက်လုံးဝအချိန်မဆွဲပါနဲ့လို့ပြောပါတယ်ဆိုတော့နေရာတိုင်းမှာနေရာတစ်ခုတည်းပဲထားတာနေရာတိုင်းမှာနေရာတစ်ခုစီတစ်ခုတည်းထားတာဒီနေရာမှာဒီနေ့ဒီနေရာမှာရှိမယ်နောက်နေ့ကဟိုနေရာမှာထားမယ်အဲ့လိုမျိုးမလုပ်ပါနဲ့နော်ဆိုတော့မနေ့ကဟိုနေရာမှာထားမယ်အဲ့လိုမျိုးမလုပ်ဘူးတပြက်စီကိုဒီနေရာမှာထားမယ်နောက်နေ့ဒီမှာထားမယ်အဲ့လိုမျိုးမတတ်မှတ်ပါဘူးတစ်ခါတည်းတတ်မှတ်လိုက်ပါတဲ့နော်ဘာဖြစ်လို့လဲအောက်နောက်ကတော့နော်ဒီလိုမျိုး decision ဟိုပါပေါ့နော်ရော့ကျသွားတယ် decision ဆိုတာဆုံးဖြတ်တဲ့ဥစ္စာတွေကရော့သွားတယ်ဒီနေ့ဒီမှာပဲထားမယ်လို့စဉ်းစားပြီးဟိုနေ့ဟိုမှာထားလိုက်တယ်ဆိုလို့ရှိရင်အုံနောက်ရဲ့မှတ်ညံတယ်မှာအဲ့ဒါတွေကတိတ်မရှိတော့ဘူးတဲ့။ဒါမှမလို့နေ့တိုင်း9မိနစ်လောက်မနေ့ဒါမှလို့ရှိရင်ညအိပ်အမဝင်ခင်ပေါ့နော်ကိုက maintenance system ကိုစဉ်းစားကြည့်။ငါဒီနေ့ဒီငါတတ်မှတ်ထားတဲ့အရာတွေတိုင်းငါလုပ်နိုင်တယ်။ဥပမာမေးပို့ရမယ်ဆိုလို့ရှိရင်ချက်ချင်း1မိနစ်နဲ့ပို့ရမယ်ဆိုချက်ချင်း1မိနစ်နဲ့ပို့လိုက်တာ။ပြီးတော့ကျမတို့စာပြန်မှုရှိတယ်စာပြန်မှုရှိတာတွေကိုချက်ချင်းစာပြန်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးလုပ်မှာကျမတို့က system ကိုလိုက်နာနိုင်မှာဖြစ်တယ်။နောက်အရေးကြီးဆုံးအချက်ကိုပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုပါကိုနော်ငါရှင်းဖို့စူးစမ်းနေတယ်လို့မပြောပါနဲ့တဲ့ငါအခန်းရှင်းဖို့စူးစမ်းနေတယ်လို့မပြောပါနဲ့ငါက cleaner person လို့သတ်မှတ်လိုက်တာငါတနက်ရှင်းရှင်းနေတတ်တဲ့လူငါက system စနစ်အရင်ရှိတဲ့လူကိုကိုယ့်အကိုပြောင်းခေါ်လိုက်ပါတဲ့ဒီ concept ပေါ့နော်ဒီ concept ကJames Clear ကဘာပြောလဲဆို identify based habit လို့ဒါလဲဆိုလို့ရှိရင် identify ဆိုတာသတ်မှတ်လိုက်တာဒီအကျင့်ရဲ့အခြေခံပဲဖြစ်ပါတယ်တဲ့နော်အကျင့်တွေကပြောင်းလာအဲ့တော့တခုသိထားရမှာကကိုယ်ခံရှုပ်နေတာကအပြင်ပဲမဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းထဲမှာ confusion ပေါ့နော်စိတ်တွေရှုပ်ထွေးနေမယ် stress စိတ်ကြည်စည်မှုတွေရနေမယ် overload နော်အများကြီးကျမတို့ပြိနေမယ်ဆိုလို့ရှိရင်တော့ဒါတွေကကိုယ့်ရဲ့အခန်းရဲ့ဒီတိုင်းပဲဖြစ်နေပါတယ်တဲ့။အကြောင်းလို့အခန်းရှင်းတာက cleansing မဟုတ်ပါဘူး။နော် healing ဖြစ်ပါတယ်။ကုသတာလည်းဖြစ်ပါတယ်။အခန်းကိုတသက်ရရရှင်းတာပါပြောချင်ပါတယ်။ကိုယ့်ရဲ့စိတ်ကိုမပြင်းနဲ့နော်အဲဆိုကိုယ့်ရဲ့ system ကိုပဲပြင်လိုက်ပါလို့ပြောချင်ပါတယ်။အဲ့တော့စနစ်ပြောင်းရင်ဘဝလည်းပြောင်းမယ်။ဒီနေ့ကစပြီးတော့9မိနစ် mindset လုပ်ကြည့်ပါ။အဲ့တော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျမတို့ကreset လို့ရေးလိုက်ပါ comment မှာကိုယ့်ရဲ့ဘဝပေါ့နော်ဘယ်လိုပြောင်းသွားလဲဆိုတာကိုပြောပြပါအဲဆိုတော့ discipline ဆိုတဲ့စိတ်ကမလိုပါဘူး system စနစ်ပဲလိုပါတယ်လို့ပြောချင်ပါတယ်ဒါမှမဟုတ်ကိုကပြင်းနေတာမဟုတ်ဘူးကိုက weak ဖြစ်နေတာလည်းမဟုတ်ဘူးကိုမှ system မရှိလို့ system တိဆောက်တဲ့အခါမှာ micro system ပေါ့နော် micro ဆိုတာတော့တင်းငယ်တဲ့စနစ်ကလေးတွေကနေစတင်ပြီးတိဆောက်ဖြစ်ပါတယ်မ remote ဒီမှာထားမယ်ဆိုရင် remote ကိုထားတဲ့နေရာမှာပဲထားတာအဲ့ရခင်ဒီမှာထားမယ်တတ်မှတ်တိုင်းဒီမှာပဲထားပါဘူးမသွားမထားပါဘူးပြီးရင်အဲ့ရခင်ကိုမနဲ့အဲ့ရထားတာနဲ့သိမ့်မယ်လို့တတ်မှတ်ထားရင်လုံးဝအဲ့ဒီကိုတတ်မှတ်ထားတဲ့နေရာမှာသိမ့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျမတို့ကစနစ်တွေကကိုယ့်ကိုပေါ့နော်အကျင့်တွေပြောင်းလုပ်ပြတာအဲ့ဒီအကျင့်ကပဲကျမတို့ကိုloop ဖြစ်နေတာပေါ့နော်ဒီလိုမျိုး loop ပေါ့ကျိုးပိုင်းပြီးတော့ဒီအကျင့်အတိုင်းပဲကျမတို့ကလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့အကျင့်ရဲ့ကျေးကျွန်ဖြစ်သွားဖို့ကျမတို့ကလိုတယ်အခုကျမတို့ကစနစ်မရှိတဲ့စီကံမရှိတဲ့မကောင်းတဲ့အကျင့်ရဲ့ကျေးကျွန်ဖြစ်နေတယ်။ကြောင့်ဒီမှာကျင့်နေတဲ့မိတ်ဆွေကတကယ်ကိုပေါ့နော်စီကံရှိတဲ့လူတော်တဲ့လူထက်မြက်တဲ့လူဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီစနစ်ကလေးကိုတိဆောက်ကြည့်ပါလို့ပြောရင်ကျမရဲ့ဗီဒီယိုဒီနေ့ပါပဲဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ပေါ့နော်ဗီဒီယိုလေးတွေကိုဘဝနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာလေးတွေကိုကျမကတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးဖို့တောင်းဆိုချင်ပါတယ်။နောက်နေ့မှတွေ့ပါမယ်ကျေးဇူးတင်ပါတယ်။